Hello everyone, welcome back. Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကဆရာအင်းပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့ used to ရယ် be used to ရယ် get used to ရယ်ဘာတွေကွာခြားလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံရပါတယ်ပေါ့နော်like and follow လေးနဲ့လည်း supporting လုပ်ပေးလို့ရပါတယ်အဲ့တော့ပထမဆုံးတစ်လုံးအနေနဲ့ကတော့ used to ပေါ့ used to ဆိုတာကတော့ကျွန်တော်တို့ကဒီ past habit အတိတ်ကာလအကျင့်တွေအကြောင်းကိုကျွန်တော်ပြောချင်တယ်အရင်တော့လုံးလေးလုံးတာပုံမှန်လုံးလေးလုံးတာရှိခဲ့ဆိုအခြေအနေမှာကျွန်တော်သုံးတယ်ပေါ့ဥပမာအနေနဲ့ဆိုရင် I used to play cricket with my friends I used to play cricket with my friends အဲ့တော့ငါတငယ်ချင်းတွေနဲ့ငါ cricket ကစားလေးကစားတာရှိခဲ့တယ်ပေါ့အရင်တော့ကပဲကစားလေးကစားတာရှိအခုမကစားတော့နောက်တစ်လုံးအနေနဲ့ကတော့ be used to be used to ကကြောင့်လုံးဝကျင်သားရသွားပြီဆိုတဲ့အခြေအနေမှာသုံးတယ်ပေါ့နော်already comfortable or already familiar with something ပေါ့တစုံတစ်ခုနဲ့လုံးဝကျင်သားရသွားပြီရင်းနှီးကျွမ်းဝင်နေပြီဆိုရင်သုံးလို့ရတယ် For example I'm used to being late I'm used to being late ငါနောက်ကျတာနဲ့ပတ်သက်ပြီးတော့ငါလုံးဝကျင်သားရသွားပြီပေါ့နော်ဘာမှမဖြစ်တော့မစိုးရိမ်တော့ I'm used to playing football with my friends I'm used to playing football with my friends ငါတငယ်ချင်းနေနဲ့ငါဘောလုံးကစားရတာကျင်သားရသွားပြီပေါ့ fine သွားပြီဘာမှမဖြစ်တော့နောက်ဆုံးတစ်လုံးအနေနဲ့ကတော့ get used to ကကြ becoming familiar or comfortable with something ပေါ့သူကကျင်သားရနေပြီပေါ့နော်သူကဖြည်းဖြည်းနဲ့ကျင်သားရလာပြီဆိုအခြေအနေမှာသုံးတယ်ပေါ့ဥပမာအနေနဲ့ပြောရမယ်ဆို I'm getting used to play cricket with my friends I'm getting used to play football with my friends ငါတငယ်ချင်းနေနဲ့ငါဘောလုံးကစားရတာ cricket ကစားရတာကျင်သားရနေပြီပေါ့ဖြည်းဖြည်းနဲ့ကျင်သားရလာပြီပေါ့အဲ့လိုအခြေအနေမှာသုံးတယ်ပေါ့အဲ့တော့ကျင်းကျုံအနေနဲ့ပြောရမယ်ဆိုရင် used to ဆိုတာအတိတ်ကာလမှာလှုပ်လေးလှုပ်တာရှိခဲ့တာကိုပြောတာ be used to ကကြောင့်လုံးဝကျင်သားရသွားပြီ okay သွားပြီအဆင်ပြေသွားပြီဆိုတဲ့အခြေအနေမှာသုံးတာ get used to ကကြောင့်ကျင်သားရနေပြီပေါ့နော်အဆင်ပြေလာနေပြီဆိုတဲ့အခြေအနေမှာသုံးတာပါအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျွန်တော်ကအရန်ကိုကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးလည်းဆက်တင်ပေးဖို့ရှိပါတယ် bye bye everyone